여기가 지옥이야? 아니, 죽어서 지옥으로 가던 너를 내가 데리고 왔어. 넌 나에게 벌을 받아야 되거든. 당신 뭐야? 네가 하찮게 여긴 죽음. ဒီနေ့မှာတော့ကျွန်တော်တို့တစ်ကမ္ဘာလုံးကိုထိတ်လန့်သွားစေခဲ့တဲ့တေချင်းတရားကိုကစားပွဲတစ်ခုလိုကစားခိုင်းခဲ့တဲ့ Death Game ရဲ့ပထမဆုံးအပိုင်းကိုပြောပြပေးတော့မှာပါခင်ဗျားတို့ဘဝမှာအယမ်းကိုစိတ်ပြတ်အားငယ်နေတဲ့အချိန်တေလိုက်တာကမှအေးဦးမယ်လို့တွေးဖို့ပါသလားကျွန်တော်တို့ရဲ့ဇက်လိုက်ချိုယူချေးကတော့အဲ့ဒီလိုတွေးပြီးတကယ်ပဲအဆုံးစီရင်နေပါတယ်ဒါပေမဲ့ तू မသိခဲ့တာက तू တေပြီးတဲ့နောက်မှာပိုကြောက်ဖို့ကောင်းတဲ့တေမင်းကစောင့်ကြိုနေတယ်ဆိုတာပါပဲကဲတေချင်းတရားကိုစော်ကားမိလို့ဘဝ12ကြိမ်ပြန်တေရမယ်ငရဲကစားပွဲကြီးဘလို့စတင်ခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်ဗျာဇလန်ကိုလွန်ခဲ့တဲ့9နှစ်ကနေစဖွင့်ပါတယ်ချွာရီချဲဆိုတာတက်တော်ကြောင်သားဘဝကလေးကအရန်ထက်မြက်ပြီးအကောင်းမြင်တဲ့သူပါသူဟာနမဲကြီး Titan Group ဟာအလုပ်အင်တာဗျူးသွားဖြစ်တဲ့နေ့မှာပဲသူ့ရှေ့တင်လူတယောက်လမ်းမပေါ်မှာကားတိုက်ခံရပြီးပွဲချင်းပြီးတေဆုံးသွားတာကိုမြင်လိုက်ရပါတယ်ဒီမြင်ကွင်းကသူ့ကိုရှော့ရသွားစေပြီးအင်တာဗျူးမှာစကားတွေထစ်အဖြေတွေမှားပြီးကြရှုံးသွားပါတော့တယ်အဲ့ဒီနေ့ကစပြီးရီကျဲရဲ့ကံကြမ္မာကဇောက်ထိုးမွမြော်ဖြစ်သွားခဲ့တာခုနှစ်ကြာအောင်အလုတ်ရှာမရပဲအချိန်ပိုင်းအလုပ်တွေပေါင်းစုံလုပ်ပြီးရှင်တန်းခဲ့ရတယ်တငယ်ချင်းထစ်သူကငါတို့ပတ်စံတွေယင်းနှမြုပ်နှံလိုက်နေချမ်းသာတော့မယ်ဆိုလို့ရှိသမျှပတ်စံအကုန်ပေးလိုက်ပေမဲ့အလိန်ခံလိုက်ရပြန်ရောအစိုးဆုံးကတော့သူ့အချစ်ရဆုံးချစ်သူဂျီစုပါပဲအလို့မရှိအနာဂတ်မရှိတဲ့သူ့ကိုယ်သူအားငယ်နေတဲ့အချိန်မှာဂျီစုကတခြားလူချမ်းသာတယောက်ရဲ့ကားပေါ်ကဆင်းလာတာကိုမြင်လိုက်ရတော့ငါမှဘာမှမရှိတော့ဘူးဆိုတဲ့စိတ်နဲ့သူဟာဂျီစုကိုလမ်းခွဲစကားပြောလိုက်ပါတယ်ပြီးတော့သူနေတဲ့အခန်းချင်းလေးကနေပါနန်ထုတ်ခံရတဲ့အခါမှာတော့ရီကျဲတယောက်လောကကြီးကိုစိတ်ကုံသွားပြီးအဆောက်အဦဘောကနေခုံချကအဆုံးရှိရင်လိုက်ပါတော့တယ်သူမျက်စိပြန်ပွင့်လာတဲ့အခါမှာတော့အမောင်တူတော့မှမဟုတ်ဘဲခန်းနာနဲ့လင်းရင်ပြန်တစည်းဖို့ရောက်နေပါတယ်သူရှိမှာတော့အေးဆက်ဆက်အလှတရားနဲ့အမျိုးသမီးတယောက်ထိုင်နေတယ်သူကတော့တေမင်း death ပါပဲရီကျဲကငါတေသွားပြီမလားဒါကငရေလားလို့မေးတဲ့အခါမှာတေမင်းကသူ့ကိုအပြင်းအထန်ရိုက်နှက်ပါတော့တယ်မင်းကတေချင်းတရားကိုနာကျင်မှုတွေအဆုံးသတ်ပေးမယ်နီလန်တစ်ခုလိုရေးခဲ့တယ်ဟုတ်လားငါကိုအဲ့လောက်အထင်သေးတာလားဆိုပြီးတေမင်းကဒေါသထွက်နေတာပါတေမင်းကသူ့ကိုပြစ်ဒဏ်အနေနဲ့မတူညီတဲ့လူ12ယောက်ရဲ့ကိုယ်ထဲကိုထည့်ပေးပါမယ်သူတို့တွေဟာတေဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့သူတွေပါတကယ်လို့ရီဂျေကအဲ့ဒီလူတွေရဲ့အသက်ကိုကယ်တင်နိုင်ရင်အဲ့ဒီကိုနဲ့ပဲလူလောကမှာဆက်ရှင်တန်ခွင့်ရမယ်ဒါပေမဲ့မကယ်နိုင်ရင်တော့တေချင်းရဲ့နာကျင်မှုကိုခါခါတီတီခံစားပြီးနောက်တကူတည်းကူပြောင်းရမှာပါတေမင်းကရီဂျေရဲ့နဖူးကိုတနက်နဲ့ပြစ်လိုက်တဲ့အခါမှာတော့သူဟာပထမဆုံးလူသားပတ်ကျင်တေးရဲ့ကိုယ်ထဲကိုရောက်သွားပါတယ်ကျင်တေးဟာတိုက်ကန်ဂရုရဲ့ဒုတိယသားဖြစ်ပြီးစီးစိမ်တွေပုံနေတဲ့သူပါရီဂျေတယောက်ဟာငါတထေးဖြစ်ပြီးငါမသေးအောင်နေရမယ်လို့တွေးပြီးပျော်နေတော့မှပဲလီရင်အင်ဂျင်ကမီးဆက်လောင်ပါတော့တယ်လေရင်ကြီးကကောင်းကင်ပေါ်မှာတင်ပောက်ကွဲသွားပြီးရီဂျေတယောက်ပထမဆုံးအချိန်အဖြစ်မီးလောင်ပြီးတေဆုံးရတဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်။သူချက်ချင်းပဲတေမင်းရှိပြန်ရောက်လာတယ်။တေမင်းကထပ်ပစ်လိုက်ပြန်တော့ဒီတစ်ခါမှတော့ကောင်းကင်ပေါ်ကနေလေရီးမပါပဲပြုတ်ကျနေတဲ့စွန့်စားခန်းသမားစုံကြီးဆပ်ရဲ့ကိုယ်ထဲရောက်သွားပါတယ်။အောက်ကကန်ထဲကိုကျနေပတ်စံအများကြီးရမယ်ဆိုတဲ့စိန်ခေါ်မှုကိုလုပ်နေတာပါ။ရီကြီးတယောက်ကန်ထဲကျဖို့အစွမ်းကုန်စ조사ပေမဲ့နောက်ဆုံးမှာတော့မြေပြင်ပေါ်ကိုအရှိန်နဲ့ကျဆင်းပြီးအယိုးတွေတစစီဖြစ်ကဒုတိယအကြိမ်ထပ်သေးရပြန်ပါတယ်။ကဲ episode 1အဆုံးမှာတော့ရီဂျေဟာတေချင်းတရားရဲ့နာကျင်မှုကိုနှစ်ကြိမ်တိုင်တိုင်ခံစားလိုက်ရပါပြီ။ဒီဇာကားကပြီးတဲ့ပထမဆုံးသင်ခန်းစာကတော့ကျွန်တော်တို့တန်ဖိုးမထားတဲ့ဒီနေ့ဟာမနေ့ကတေဆုံးသွားတဲ့သူတွေအသေးအတန်လိုချင်ခဲ့တဲ့မနှက်ဖြန်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာပါပဲ။ရီဂျေရဲ့ကံကြမ္မာဘာဆက်ဖြစ်မလဲဆိုတာ episode 2 recap မှာဆက်လက်စောင့်ကြည့်ပေးကြပါဦး